Namo Tata Bhagavato Arahato Samma Sambuddhassa. Namo Tata Bhagavato Arahato Samma Sambuddhassa. Namo Tata Bhagavato Arahato Samma Sambuddhassa. ယနေ့ဥစဉ်ရှင်းပြခြင်းတဲ့အကြောင်းအရာလေးကတော့ရှီအောင်နာလန္ဒာတက္ကသိုလ်ဖြစ်ပေါ်လာပုံနဲ့ဟိုးရှီတုံးကအိန္ဒိယလူမျိုးတို့လေ့လာခဲ့တဲ့ပညာရေးစနစ်အကြောင်းကိုအနေငယ်ရှင်းပြမှာဖြစ်ပါတယ်။ယင်တော့ဆိုရင်အိန္ဒိယနိုင်ငံမှာရှိတဲ့လူမျိုးတွေကတတိပုဂ္ဂလပညာရေးအနေနဲ့သူတို့လေ့လာရတယ်ပေါ့နော်။ရှင်းတော့တက္ကသီလလို့ခေါ်တဲ့မြို့တော်တွေစီကိုသွားပြီးတော့ပညာသင်မယ်ဆိုရင်တကယ်ပညာတတ်တဲ့ဝေဒပညာရှင်တွေတောရယဟန်တွေရဲ့စီမှာတပည့်ခံပြီးတော့နော်တဦးနေတယောက်နေတဲ့ကျောင်းသင်ခန်းတွေမှာသူတို့ကစာသွားသင်ရတယ်ပေါ့တကယ်ပညာရှင်ကလေးရောဗေဒပညာသင်တဲ့လူကဗေဒပညာရဲ့ကျွမ်းကျင်တဲ့ဆရာကြီးစီကိုရှာမိပြီးတော့သွားသင်ရတယ်သိပ္ပံပညာရဲ့ကိုသင်တဲ့လူတွေကတော့သိပ္ပံပညာကိုကျွမ်းကျင်တဲ့လူစီမှာသွားသင်ရနက္ခတ္တဗေဒပညာတွေတက်ချင်တဲ့လူကနက္ခတ္တပညာရှင်တွေဒီမှာသွားတက်ရတယ်အဲဝေဒကျမ်းဂန်တွေကိုတက်ချင်တဲ့သူကဝေဒကျမ်းဂန်ပုဂ္ဂိုလ်ကျွမ်းကျင်တဲ့ဆရာကြီးတွေစီမှာရှာဖွေပြီးတော့ပညာသင်ယူရတယ်ပေါ့အဲလိုတတိကလပုဂ္ဂိုလ်ပညာရေးကနေပြီးတော့ဒီဘက်ကိုပြောင်းလာတဲ့ခေတ်ကတော့900ရာစုနှစ်လောက်မှာအိန္ဒိယနိုင်ငံမှာနာလန္ဒာလို့အမည်ရှိတဲ့တက္ကသိုလ်ကြီးတစ်ခုကပေါ်ပေါက်ခဲ့တယ်ပေါ့နော်ဘလို့ပေါ်ပေါက်လာရဲဆိုရင်တော့ဒီလိုပညာရှင်တွေကနေပြီးတော့မိမိတို့ကတန်ခါတွေစူးစီးပြီးတော့နေတဲ့သူတို့မှလည်းလိုအပ်နေအကြောင်းတွေရှိတယ်အဲ့ဒီအကြောင်းတွေမှာလိုအပ်နေအကြောင်းတွေကနေပြီးတော့တန်ခါတွေကကြောင်းရပြီဆိုရင်စုပေါင်းနေတယ်ဒါတွေကိုစုပေါင်းနေတဲ့နီးစနစ်တွေကိုသူတို့ကရရှိသွားပြီးတော့ဟောဒီလိုကြီးကျယ်တဲ့ကျောင်းကြီးဆောက်ပြီးတော့ကျတော့ပညာရေးသင်တဲ့ပုံစံမျိုးငါတို့လုပ်ရင်ကောင်းမယ်ပေါ့နော် Central Education System ကိုသုံးရင်ကောင်းမယ်ဆိုပြီးသူတို့ရည်ရွယ်ပြီးတော့သူတို့ဒီခုတ်ပပင်ကနေပြီးတော့ supported လုပ်ပြီးတော့ကျောင်းတော်ကြီးကိုတည်ဆောက်တယ်ပေါ့နော် University အဆင့်ရှိတဲ့ကျောင်းတော်ကြီးတည်ဆောက်တယ်အဲ့ဒီကျောင်းတော်ကြီးကိုသူကထောက်ပံ့တယ်ပေါ့ထောက်ပံ့တဲ့အချိန်မှာသူကဘယ်လိုလောက်တယ်လဲဆိုရင်အနီးနားမှာရှိတဲ့ကြေးရွာတွေမြို့နယ်တွေစီကနေအခွန်ပန်တာတွေကောက်တယ်အဲ့ဒီရရှိတဲ့ခွန်ပန်တာတွေကိုကျောင်းတော်ကြီးအတွက်သူကထောက်ပံ့တယ်အဲ့လိုထောက်ပံ့တော့ဒီကျောင်းတော်ကြီးမှာပညာလာသင်နေတဲ့တပည့်တွေပြီးတော့ဒီကျောင်းတော်ကြီးမှာနေထိုင်တဲ့ဆရာတွေကမိမိတို့လုံအားနဲ့ပတ်သက်တဲ့ဟာတွေတခြားဗာလိယာကိစ္စအပူပင်တွေပေါ့မရှိတော့ဘူးဒါကြောင့်သူတို့ကစေလက်အေးနဲ့ဉာဏကာယဉာဏပဲအပြုပြီးတော့သူတို့လိုချင်တဲ့ပညာတွေကိုရှာဖွေနိုင်တယ်ပေါ့အဲ့လိုထောက်မှန်မှုကောင်းတဲ့အတွက်အဲ့လိုစိတ်ကူးစိတ်သန်းတွေကောင်းတဲ့အတွက်ဒီနာလန္ဒာ University ကရှီအောင်နာလန္ဒာတက္ကသိုလ်ကြီးကအလွန်ထင်ရှားလာတယ်ပေါ့နော်အလွန်ထင်ရှားလာတဲ့တခြားနိုင်ငံတွေတရုတ်နိုင်ငံတိဘက်တန်မွန်ဂိုလီးယားကိုရီးယားစရှိတဲ့နိုင်ငံတွေကနေပြီးတော့အလွန်တန်စိတ်ဝင်စားပြီးတော့ဒီနာလန္ဒာတက္ကသိုလ်ကြီးစီကိုလာပြီးတော့ပညာတွေသင်ယူကြတယ်အဲ့လိုသင်ယူကြတဲ့ပုံကိုယ်တွေထဲမှာတော့ကျောင်းသားတွေများစွာပေါ့နော်ဆရာတွေလည်းများစွာရှိတယ်ကျောင်းသားပေါင်း1000ပေါ့နော်1000မကလာရောက်ပညာသင်တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုတယ်ပေါ့ပြီးတော့ဆရာပေါင်းကလည်း2000ကျော်ပေါ့သူတို့ကနေပြီးတော့ဆရာနဲ့တပည့်ဆွေးနွေးလို့ရအောင်နိကဆွေးနွေးတဲ့ပညာရက်တွေသင်ပေးတယ်ပေါ့နော်အဲ့ဒီထဲမှာတော့နက္ခတ္တဗေဒပညာတို့စိတ်နဲ့ဆိုင်တဲ့ပညာရက်တွေတော့ပေါ့နော် psychology ပညာဆိုင်ရာပညာရက်တွေကိုသူတို့ကသင်ပေးတယ်ပေါ့အဲ့ဒီမှာကတော့အလွန်ထင်ရှားတဲ့ပုဂ္ဂိုလ်ကအလွန်ထင်ရှားတဲ့ပုဂ္ဂိုလ်ကတော့နာဂဂျူနာလို့ခေါ်တဲ့ရဟန်းတော်ကြီးကတော့နာလန္ဒာတက္ကသိုလ်နဲ့ပတ်သက်ပြီးအလွန်ထင်ရှားပါတယ်သူရဲ့မရမမိကဂိုင်းသူတည်ထောင်လိုက်တဲ့မရမမိကဂိုင်းမှာတော့သူရဲ့ပညာရက်တွေတုံညာတဝါဒတွေမာယာနဲ့ပတ်သက်တဲ့ကျမ်းစာတွေသူရဲ့အဆိုမိတ်တွေကထင်ရှားတယ်ပေါ့နော်ထို့အပြင်အာရဗဒလို့ခေါ်တဲ့တကယ်ကိုသင်္ချာနဲ့ပတ်သက်ပြီးတော့တကယ်ကို great ပညာရှင်ပေါ့အိန္ဒိယရဲ့တကယ်သင်္ချာဘာသာရတဲ့ဘိုးဘေးကြီးပေါ့နော်အဖေလို့ခေါ်ထိုက်တဲ့ပုဂ္ဂိုလ်ကြီးပေါ့သူကနေပြီးတော့သင်္ချာဘာသာနဲ့ပတ်သက်တဲ့ပညာရက်တွေကိုလည်းသူဖြန့်ဝေခဲ့တယ်လို့သမိုင်းတွေမှာဆိုကြတယ်ပေါ့သူလည်းဆက်စပ်မှုရှိတယ်လို့ဆိုကြတယ်
သူကတမိုင်းပညာသင်္ချာဘာသာရဲ့မကဘူးသူကနက္ခတ္တဗေဒပညာရက်တွေလည်းသူကကျွမ်းကျင်တယ်ပေါ့ကဘာကြီးလည်းပတ်နေတယ်ဆိုတော့ဟိုးရှေ့ခဲ့ပဲဘာကိုကြီးမှမလုပ်ဘဲနဲ့သူ့ရဲ့စိတ်မနှောအာရုံကနေပြီးတော့သူကလေးလာတွေ့ရှိချက်တင်ရတယ်သူကဖြေရှာနိုင်ခဲ့တယ်ပေါ့နော်ခုခေတ်လို့မှန်ပြောင်းနေကြိုလူကြီးတဲ့ဘိုင်းစကုတ်တွေမပေါ်သေးဘူးပေါ့ရင်အဲ့ကတည်းကနေသူကကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ခဲ့တယ်ဒါကြောင့်အဲ့ဒီအချိန်မှာနာလန်ဒါရဲ့ရွှေခေတ်လို့လူတွေကအသိမှတ်ပြုကြတယ်ပေါ့နော်အဲဒီလိုနာလန်တက္ကသိုလ်ကြီးတကယ်တည်ရှိခဲ့တယ်ဆိုတာဘယ်လိုမှတ်တမ်းတွေကသိရတယ်လဲဆိုရင်ဦးစင်တို့တရုတ်ရန်တော်ရွှင်ဆန်လို့ခေါ်တဲ့ပုဂ္ဂိုလ်ရဲ့ကွမ်ကျန်းလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေကဒီနာလန်ဒါတက္ကသိုလ်ကြီးကိုလာရောက်လေ့လာခြင်းမှာဒီတက္ကသိုလ်ရဲ့တကယ်ရှိခဲ့တယ်သူတို့ရဲ့မှတ်တမ်းစာအုပ်ထဲမှာရေးထားခဲ့တယ်ပေါ့နော်အဲ့လိုရေးထားခဲ့တဲ့တော့မှတမိုင်းမှတ်တမ်းတွေကတကယ်တည်ရှိခဲ့တဲ့တက္ကသိုလ်ကြီးတကယ်ခန္ဓာခဲ့တဲ့တက္ကသိုလ်ကြီးအဲ့ဒီတက္ကသိုလ်ကြီးမှာဒီမာယာနာပညာရက်တွေမကဘူးပေါ့နော်ဟိနယာနာပညာတွေလည်းမကဘူးအဲ့တဲ့တာလွန်တဲ့ပညာရက်တွေအဲ့တဲ့ကောင်းတဲ့တွေးခေါ်ပညာရက်တွေကိုသူတို့သင်ပေးတာပေါ့နော်အဲ့လိုစီမံတိုးတက်နေတဲ့နာလန်ဒါတက္ကသိုလ်ကြီးက1193ခုနှစ်မှာကလာဘယင်ပေါ့နော်လာဘယင်ပတ္တယာဂီရီခေါ်တဲ့မိုဟာမက်ပတ္တယာဂီရီလို့ခေါ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဖြတ်စည်းလိုက်တယ်။ဒီနေ့ဖြတ်စည်းလိုက်တဲ့အချိန်မှာသူကဥဆောင်ပြီးတော့ဒီလန်ဒန်တပတ်ကိုဖြတ်စည်းတယ်။အဲ့လိုဖြတ်စည်းဒီမှာလန်ဒန်ရှိတဲ့ပုဂ္ဂိုလ်တွေဆရာတွေရောတပည့်တွေပိတ်မြေလို့အကုန်မီးရှို့တတ်ပေါ့နော်။အဲ့လိုအကျွမ်းကျန်တွေကိုရှင်းအောင်သမိုင်းသူတွေနေဖော်တွေ့တယ်ပေါ့။ဖော်တွေ့တဲ့အချိန်မှာခုနစဘာစီလေးတွေရောစံစည်းတွေရာဆိုမီးကြိုမီးကျန်တဲ့ဟာလေးတွေလောင်နေတဲ့ဟာယူတွေ့ရှိတယ်။ဒီလိုဖြတ်စည်းပေမဲ့နာလန်ဒါရဲ့တကယ်icon ပေါ့ဗျာနာလန်ဒါရဲ့တကယ်ပညာရဲ့ဆိုင်ရာတွေကတော့သူတို့ဖြတ်စည်းလို့မရခဲ့ပါဘူးเนาะနောက်ဆက်လူမျိုးစိန်ဆက်တကယ်သမိုင်းပညာရှင်တွေပြန်လည်ဖော်ကျူးပြီးတော့နာလန်ဒါဆိုတာတကယ်ပညာရေးနဲ့ပတ်သက်ရင်တကယ်ကုန်ရှိတဲ့တက္ကသိုလ်ကြီးဆိုပြီးပြန်လည်ဖော်ကျူးတဲ့အနေနဲ့ဦးစင်လို့ခုတက်နေတဲ့ International နာလန်ဒါကို2010မှာသူတို့ပြန်လည်ပြီးတော့ပုံသက်သွင်းတယ်ပေါ့เนาะအဲ့လိုသက်သွင်းတာဘလို့ရည်ရွယ်ချက်တွေလဲဆိုရင်ရင်ခက်တဲ့အဆောင်တွေရဟန်းတွေအဆောင်တွေចောင်းသားတွေပေါ့နော်သူတို့ထားပြီးတော့ပံ့ပိုးပြီးတော့သူတို့စကောလာပေးပြီးတော့ခေါ်ထားတယ်လို့ခုခေတ်မှာလဲတက်နေတဲ့ဦးဇင်းတို့တက်နေတဲ့နာလန်ဒါတက္ကသိုလ်ကြီးမှာလဲသူတို့အဲ့လိုစကောလာတွေနေတဲ့စားစိတ်ပညာရေးတွေကို free သင်ပေးပညာတွေကို free သင်ပေးပြီးတော့နေမှုစားမှုစေးတွေကုန်တက်တာအောင်ထားပြီးတော့သင်ပေးနေတဲ့နာလန်ဒါ University ကျောင်းတော်ကြီးပေါ့နော်အဖြစ်သူတို့တစ်ပတ်ပြတ်သွန်းနေပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲအားလုံးလဲတက်ရောက်ချင်းတယ်ဆိုရင်မိမိတို့နှစ်စဉ်ဖေဖော်ဝါရီလောက်မှာဒီနာလန်ဒါတက္ကသိုလ်ရဲ့ officially website မှာ scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူတို့တင်ပေးပြီးတော့ link တွေချပေးထားပဲเนาะအဲ့ဒီအချိန်မှာမိမိတို့ကလည်းမိမိတို့စိတ်ဝင်စားတဲ့ဘာသာရပ်တွေကိုဝင်ကြည့်ပြီးတော့လေ့လာပြီးတော့မိမိတို့scholarship တွေရှောက်ထားနိုင်တယ်ပေါ့နော်အဲ့ဒီရှောက်ထားတဲ့ကျောင်းသားအောင်မြင်တဲ့ကျောင်းသားကလည်းသူတို့နေစေစားစေးပညာရေးစေးတွေ free ပေးတဲ့ပြင်မိမိတို့သုံးစိတ်တွေပါသူတို့ထောက်ပံ့ပေးထားတယ်ပေါ့နော်အဲ့ဒါကဘာတူလဲဆိုရင်သူတို့ရဲ့ရှေးဟောင်းနာလန်ဒါရဲ့အမွေနှစ်ဖြစ်ပေါ့နော်အဆောင်တွေကျောင်းသားတွေထားတဲ့စနစ်အဖြစ်သူတို့အသက်သွင်းခုထိလည်းအသက်သွင်းနေတဲ့ဖြစ်ပါတယ်ရှင်တော့လည်းရှေးဟောင်းနာလန်တက္ကသိုလ်မှာလည်းအဆောင်တွေကျောင်းသားအဖြစ်1000ကိုထားပြီးတော့ဆရာရောက်2000ထားပြီးတော့တည်ထားတဲ့တက္ကသိုလ်ကြီးပေါ့နော်အဲ့ဒီတက္ကသိုလ်ရဲ့ဝင်ခွင့်ကလည်းအလွန်မတန်မှခက်တယ်လို့သမိုင်းတွေဆိုတယ်ပေါ့နော်ဘယ်လောက်ဒီခက်တယ်လဲဆိုရင်80ကျော်90ရာခိုင်နှုန်းနီးပါးပုံကိုယ်တွေကပြန်လဲပြီးတော့နော်ညှင်းဆိုခြင်းခံရတယ်ပေါ့နော်အဲ့ဒီအပေါက်မှာလာပြီးဝင်ပြီးဆိုတာနဲ့အဲ့မှာပညာတတ်ပညာရှိပုံကိုယ်ကြီးတွေဂရိတ်ကြီးတွေပေါ့ပညာရှိတွေကနေမေးမြန်းတယ်ပေါ့သူတို့လိုချင်တဲ့အရေးချင်းတွေရှိလားပြေဝလားပြေဝတယ်ဆိုရင်လက်ခံလိုက်ပြီဆိုတာနဲ့ကိုတင်ခြင်းတဲ့ဘာသာရေးကိုဝင်ရောက်ပြီးတော့လေ့လာနိုင်တယ်အဲ့တက္ကသိုလ်ရဲ့ရှေးဟောင်းနာလန်တက္ကသိုလ်ကြီးရဲ့စာကြည့်တိုက်ဟာဆိုလဲကမ္ဘာမှာအကြီးဆုံးသောရှေးဟောင်းစာကြည့်တိုက်ကြီးပေါ့နော်စာအုပ်ပေါင်းပေပေါင်းနေသိန်းနဲ့ချီပြီးတော့ရှိတယ်သူတို့မီးရှို့ဖြတ်စည်းတဲ့မှာလနဲ့ချီပြီးတော့မီးရှို့ဖြတ်စည်းရတယ်လို့သမိုင်းတွေကဆိုတယ်ပေါ့နော်ဒါကြောင့်လဲမိမိတို့ကရှေးဟောင်းနာလန်ဒါတက္ကသိုလ်ကြီးပေါ့နော်တက္ကသိုလ်ကြီးကအလွန်မတန်မှဂုဏ်ယူဝန်ကြားစရာအိန္ဒိယလူမျိုးတွေဂုဏ်ယူဝန်ကြားစရာကောင်းတယ်လို့မာယာနာဗုဒ္ဓဇင်နဲ့ပတ်သက်တဲ့ဘာသာရပ်တွေ
သုတေသနဆိုင်ရာပညာရပ်တွေလက္ခဏာဗေဒပညာရပ်တွေသင်္ချာဗေဒဆိုင်ရာပညာရပ်တွေရဲ့ဆုံးရှုံးနစ်နာမှုကြီးတစ်ခုဖြစ်တယ်လို့မိမိတို့သိရှိရမှာเนาะအဲ့ဒီသိရှိပြီးတော့ယခုပြန်လဲသွန်သန်းလာတဲ့နာလန်တာတက္ကသိုလ်အသစ်ကိုလည်းလေ့လာပြီးတော့မိမိတို့ကအကြတူယူပြီးတော့နာလန်တာတက္ကသိုလ်ကိုလည်းတက်ရောက်ပညာသင်ယူနိုင်တယ်လို့ဦးဇင်းကလည်းဖိတ်ခေါ်တယ်ပေါ့နော်အားလုံးလည်းပညာရေးဆိုင်ရာများဖွံ့ဖြိုးတိုးတက်ပြီးတော့အသိဉာဏ်များထွန်းပေါက်ကြပါစေမိမိတို့လိုရာစံတာတွေပြီးွားကြပါစေအောင်မြင်ကြပါစေလို့ဉာဏ်ဆန္ဒပြုပြီးတော့ဦးဇင်းဒီနေ့ညဝေခြင်းတဲ့ဟာလေးကိုဒီမှာပဲဏိကုံးကပတ်အဆုံးသတ်ပါတယ်